တွေ့တော့ပကြီးစကိုင်းတော့ပုံနေမလားဟုတ်တယ်ပေါ့ဗျာဒီရဲစံကတွေ့မိဆွေကိုကားဆိုတဲ့ပုံလေးတွေပြီးပြတယ်ဒီကော်ဖီဘွက်ကလေးတွေကတကယ်လို့ရဲ့မိသားစုတွေဆိုတဲ့အထိပ်ပါအဲ့တော့သားတို့သမီးတို့ကဒီကော်ဖီဘွက်ကလေးတွေကိုမပြောက်ပြအောင်မကွဲမရှောင်သိနေကြအောင်နော်ဟုတ်ကဲ့အဲ့ဒါပဲဒီလိုရဲ့မိသားစုကြီးပဲတော့မလဲအောင်လို့လာတဲ့လောက်ချစ်ခင်ငယ်နဲ့အေးပုံမြင်ကြနေတယ်ဆေးရဲဘွားနေဖြည်းဖြည်းတက်တက်ဖြစ်သွားတယ်။အစမင်းဖြူရဲ့မိလားရင်ကနင့်မိဖြစ်တဲ့ဈေးတယ်မောင်ဆုံးမကြီးပေါ့။တစ်ပေါ်ဟာနင့်ဖြူသူတို့ပြောတာတွေကကေပဲလား။မစင်ကားလိုက်တာနင့်ဖြူရဲ့နင့်ဖြူဒီမဲ့ကောင်းပါလေ။ဟာအိမ်ပြန်မမို့နင့်ဖေးအိမ်ကိုပြန်ပါလေ။ခေကဲမိကြောင့်ဒီလိုနေကြအထက်ဆိုင်ဘာဖိုင်ဆိုင်တော်မြေပြုံးမပြီးခဲ့တဲ့လပိုင်းတုန်းကဂလေးတယောက်နဲ့စာတရားမရှိတဲ့ခြင်းကိုရင်ဆိုင်နေရတာကြောင့်ကိုချုံစီမှာကုညင်တောင်းခဲ့တာဖြစ်ပါတယ်။ပြုံးမကယိုလီကကြောကချင်းစရာဒါလည်းပြုံးမကျွဲဘဝတစ်စိချိုပြောင်းလဲလာခဲ့ပါပြီ။အင်တာဗျူးတွေအဖြစ်ကဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားတဲ့အတွက်အခုဆိုရင်အထက်ဆိုင်လေးပါဖွင့်နိုင်တော့မှာဖြစ်ပါတယ်။ဘာမှဆရာမရှိတဲ့ခြင်းတွေအနေအထက်ဆိုင်ပါဖွင့်နိုင်တော့မယ်ဆိုတဲ့အတွက်အားလုံးကလည်းအံ့အားသင့်နေကြဖြစ်ပါတယ်။ပြုံးမလူတီတာကိုအသုံးချတာကအထက်ဆိုင်လေးဖွင့်သွားတော့မယ်လို့ဆုံးဖြတ်ထားကြတာပါ။ဒါကြောင့်မို့တစ်တော့အကောင့်မှာတစ်တော့လေးတွေစောကပရိသတ်တွေရှိအောင်လုံပန်ခဲ့ပါတယ်။အခုဆိုရင်ပြုံးမကသူတစ်တော့အကောင့်ကနေအထက်လေးတွေကိုရောင်းချသွားတော့မှာဖြစ်ပါတယ်။အထက်ဆိုင်ရောင်းဖို့ရကလည်းနာမည်ကြီးသွားရာကနေအထက်ရောင်းဖို့ဖြစ်သွားခဲ့ပါတယ်။ပြုံးမကကလေးတယောက်နဲ့ဒုက္ခရောက်နေတယ်လို့ဆိုရှယ်မီဒီယာမှာဒုက္ခရောက်နေလို့သိရတဲ့အချိန်မှာသူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ခဲ့ရပါတယ်။သူငယ်ချင်းတွေကပြုံးမကိုဆက်တွေ့လာကြကကူညီပေးမယ်လို့ပြောလာကြတာပါ။ပြုံးမကအလူရှင်တွေကလည်းလူကြတာမို့ငွေလေးစုမိနေခဲ့ပါတယ်။အလူငွေတွေကိုဘာမှမတုံးမစားပဲသမီးလေးရဲ့နောင်ရဲအတွက်စေရအောင်လို့ဆုထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့သူငယ်ချင်းတဲ့စုကအထက်ဆိုင်လေးဖွင့်ဖို့ရည်ရွယ်လိုက်တာဖြစ်ပါတယ်။အထက်ဆိုင်လေးကို3ယောက်ဆက်တူဖွင့်လှစ်ကြမှာဖြစ်ပါတယ်။3ယောက်လုံးဆက်တူဖွင့်လှစ်ဖို့လုပ်ထားတာဖြစ်ပြီးတော့လက်ရှိမှာတကယ်မဖွင့်ရသေးပါဘူး။တစ်တော့ပေါ်ကနေရောင်းချသွားမှာဖြစ်တယ်လို့လက်တလုံးမှာတော့ကျညာတွေရိုက်ပေးနေရပါပြုံးမကဟိုရင်တုံးကလိုဘွားကိုဖြစ်တယ်လို့နေထိုင်မယ်လို့လည်းမတွေ့ထားပါဘူး။တမီလေးရှိလာပြီးမို့တမီလေးရဲ့အတွက်သာရှေ့ဆက်သွားမယ်လို့တွေ့ထားတာဖြစ်ပါတယ်။တမီလေးကိုလူလာဒီနေ့ကတော့မိဘပြည်သူများဒီဗီဒီယိုဖိုင်လို့အစဆုံးကြည့်ပါဗောနော်ဆရာမဒါကိုကြည့်နေတာကြာပြီလေ့လာနေတာကြာပြီဗောနော်ပြောမယ်ဆိုဆရာမလည်းမအားပြဘူးဗောနော်အခုမြန်မာနိုင်ငံမှာဟစ်ထနေတဲ့ဟာတခုရှိတယ်ဗောနော်ဒီစိုးပြည့်တဲ့နဲ့ဟိန်းဝေရန်ဆိုတဲ့အတွေ့ဗောနော်အဲ့ဒါနဲ့ပတ်သက်လာလို့တချို့တွေပြောကြတယ်အင်္ဂါချင်းယူလို့သူတို့ကမဖြစ်နိုင်ဘူးဆိုပြီးတော့ဒါကြီးလည်းပြည်သူလူထုကကြားပြီးသားဖြစ်မှာဗောနော်ဆရာမဒီပညာနဲ့ပတ်သက်လာလို့ဒါပတ်သက်လာတဲ့အကြောင်းအရာဆိုတော့ဆရာမပြောမယ်ပေါ့နော်ဆိုဗီယက်တစ်နဲ့ဒီဟိန်းဝေရန်ကလည်းဒါဆရာမတို့နိုင်ငံသားဖြစ်တယ်ပေါ့နော်ဒီတချို့ဒါသူ့ရဲ့မွေးနေ့တွေတော့ဆရာမမသိပါဘူး2ယောက်လုံးရဲ့မွေးနေ့ကိုမသိဘူးဒါပေမဲ့သူ့တော့ဆရာမကြားသိတဲ့လောက်တော့တချို့ဆရာတွေကပြောတယ်ပေါ့နော်ဟိန်းဝေရန်နဲ့ဆိုဗီယက်တစ်နဲ့ညားရင်ကိုယ်ရမယ်ပေါ့နော်ဘာဖြစ်လို့သူက2ယောက်လုံးကအင်္ဂါဖြစ်နေလို့ဆိုပြီးသူတို့ရဲ့အကြောင်းပြချက်ကဒီလိုပြရတယ်ပေါ့နော်ဒါတချို့ပြောဘယ်သူလဲတော့ဆရာမလည်းမသိဘူးပေါ့နော်ထားလိုက်တော့ဒါသူ့ကိစ္စနော်ဒါသူပြောတာသူ့ရဲ့အမြင်ပေါ့နော်ဒါပေမဲ့ဆရာမအမြင်လေးကိုပြောပြခြင်းနဲ့ဒီဟိန်းဝေရန်နဲ့စိုးပြည့်ဒဇင်ကသူ့ရဲ့ရုပ်လက်ခဏသူတို့ရဲ့ဆရာမပြောမှဆိုရင်တော့နိနန်နေမသိဘူးသူများပြောတယ်ပဲကြားဘူးတယ်မွေးနေ့အမှန်ကိုလည်းမသိဘူး
အဲ့တော့ဟင်းဝေရန်နဲ့စိုးပြတဲ့စင်ကတကယ်ပဲအကျဉ်လင်မယားဖြစ်ပြီးတော့သူတို့ကလက်ထပ်မယ်ဆိုလို့ရှိရင်သူတို့ကတကယ်လို့ချစ်သူဖြစ်လို့ရှိရင်တော့မှသူကဟင်းဝေရန်နဲ့စိုးပြတဲ့စင်ဆိုလို့ရှိရင်သူတို့ကအတိတ်ဘဝကသူတို့ကပထန်းဆက်ပါတာတို့အတိတ်ဘဝကသူတို့ကတိုက်ဆက်တွေဖြစ်ပါလိမ့်မယ်နော်တိုက်ဆက်ဖြစ်ဖို့ကယာနှုံ90ရာနှုံဖြစ်တယ်ဟင်းဝေရန်နဲ့စိုးပြတဲ့စင်ကနောက်တစ်ခုကသူတို့ကပြီးခဲ့တဲ့ဘဝနှစ်ဘဝလောက်မှာလဲသူတို့ကဒီအကျဉ်လင်မယားဖြစ်ခဲ့ဘူးတဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်ဒီလင်မယားနှစ်ယောက်ကဒီကြားထဲမှာဟင်းဝေရန်တော့၎င်းစိုးပြတဲ့စင်ရတော့ဒီသူတို့ဒီလောကမှာပေါ့ကွာသူတို့ချင်းချင်းမကြိုက်တဲ့အချိန်ကမှဘလောက်ပဲချစ်သူကြီးစားရရှိခဲ့သူတို့နှစ်ယောက်ကရေရှည်ကြရင်ရမယ်ဆိုတဲ့ကံအောင်သူတို့ရဲ့ဒီအတိတ်ရဲ့သူတို့ရဲ့မျက်နာဒီဟာလေးနဲ့ဆရာမကြားမြင်နဲ့ဆက်ဆက်ပြီးဟောပြတာပေါ့နော်အတိတ်ကကံပါပြီးသားဖြစ်တာဖြစ်တော့ဘယ်သူမှခွဲလို့မရဘူးသူတို့ကရမှာဖြစ်တယ်ပေါ့နော်တကယ်လို့ရလို့ရှိရင်တော့ဆရာမလည်းရနေပြီမင်္ဂလာတချို့ကလည်းပြောရင်ညင်းညင်မှာပေါ့နော်ဒါထားလိုက်တော့ဘယ်လိုပဲဖြစ်ဖြစ်ဆရာမပြောချင်တဲ့စကားလုံးကအင်္ဂါချင်းရလို့တိမ်မယ်လို့ကွဲမယ်လို့ဆိုတော့ဟာလုံးဝမှားပါတယ်လို့ပြောချင်တာဖြစ်ပါတယ်ရှင်နော်ဆိုပြည့်တဲ့စင်နဲ့ဟင်းဝေရန်နဲ့ရလို့ရှင်လို့ရှိရင်သူတို့နှစ်ယောက်ကအတိတ်ဘဝကသူကပထမဆက်တော်တာဖြစ်တဲ့အတွက်သူတို့ချင်းချင်းကမတက်အတူနေမမြင်ချောင်းကြည့်တော့ဖြစ်မယ်ရန်တစ်ချက်တော့ဘာမို့တဲ့ကိစ္စတွေနဲ့နှစ်ယောက်သားစကားများတာတို့ဘာလို့အဲ့လောက်ပဲရှိမယ်ပြီးရင်ဘာဖြစ်လဲတယောက်မတွေ့ရင်မနေနိုင်ဘူးเนาะအရန်ချစ်ကြတဲ့လူတွေဖြစ်မဲ့ဇုံတွဲပါလို့เนาะနောက်တစ်ခုကစိုးပြည့်တဲ့စင်နဲ့ဟင်းဝေရန်နဲ့ရလို့ရှိရင်အိမ်အောင်ကြီးကမြဲပြီးတော့ပျော်ရွှင်သားရပြီးတော့သူတို့ရဲ့ဒီရုပ်ရှင်လောကနဲ့ပတ်သက်တဲ့စမ်းတွေကပိုးပြီးတော့တောင်ထအောင်မှာဖြစ်ပါတယ်လို့เนาะစမ်းထပြီးတော့အခုလက်ရှိအချိန်နေနဲ့သူတို့နှစ်ယောက်ရပြီးတဲ့စပြီးတရုပ်ဆောင်တဲ့အချိန်မှာစမ်းထပြီးတော့ဒီထက်တောင်မှအောင်မြင်အောင်မှာဖြစ်ပါတယ်လို့เนาะသူတို့ရဲ့နှစ်ယောက်ရဲ့စမ်းကိုကြာထက်ချင်းဆိုတဲ့စမ်းရနေတာဖြစ်တဲ့အတွက်နာမည်ကြီးချင်းထပ်ပြီးတော့ဒိဟာအချိန်ဝါနဲ့ပတ်သက်လာပြီးထပ်ပြီးနာမည်ကြီးချင်းထပ်ပြီးတော့သူတို့နှစ်ယောက်ပေါင်းပြီးတော့တရုပ်ဆောင်တဲ့နေရာတွေဆက်ပြီးတော့တရုပ်ဆောင်တဲ့လောကမှာစမ်းဖြစ်ပြီးတော့နာမည်အတန်လည်းမကောင်းပါဘူးခင်ဗျာတချင်းလည်းကျွန်တော်သိပ်မစိုးတတ်ပါဘူးအဲ့တော့ကျွန်တော်ဒီဆိုတဲ့နေရာမှာအားနည်းချက်တွေရှိသွားတယ်ဆိုလို့ရှိရင်ကျွန်တော်နားလည်ပြကြပါလို့ကျွန်တော်နေပထမဦးဆုံးပြောချင်ပါတယ်ခင်ဗျာပြီးတော့တချင်းစာသားလည်းကျွန်တော်သိပ်မရနိုင်ဘူးအဲ့တော့ဖုန်းနဲ့ကြည့်ပြီးတော့စာသားကိုကြည့်ပြီးတော့ဆိုမယ်နော်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါခင်ဗျာပြည့်တဲ့တွေကိုပဲဆိုခဲ့ပြီလားCan't wait, it doesn't
တင်ပါတယ်ခင်ဗျာ Hello ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဆိုတော့အဲ့တော့အရန်ကိုပိုက်ပါတယ်ခင်ဗျာဆိုတော့ပြည်သူများခင်ဗျာကျွန်တော်တို့ရဲ့မင်းသားဟင်းဝေရနဲ့မင်းသမီးစိုးပြည့်သစဉ်ရဲ့ performance အတွက်တီဆိုဖြိုးမှုအတွက်လက်ခုပ်တဲ့အကျဉ်းကြားခွင့်ရမလားခင်ဗျာ ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးများတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဖြစ်တဲ့ကိုဆိုင်ကိုနေတိုကိုဂျီဖတ်ညီမလေးပန်းရောင်တို့ကိုချစ်ခင်လေးစားစွာနဲ့ဖိတ်ခေါ်ပါရရှင်ဒါကြကောင်းလာပြီပေါ့နော်အဲ့တော့ epic secret talent ဆိုတော့တယောက်ချင်းစီမှာတစ်ခုချင်းစီတော့တစ်ခုထပ်ပို့ပြီးတော့လည်းရှိရင်ရှိမယ်ဒါပေမဲ့အခုဒီမှာကြည့်ရှုနေတဲ့Samsung ချစ်သူတွေအတွက်ပြသပေးခြင်းနဲ့တဦးချင်းစီရဲ့ talent လေးတွေကိုသိကျင်ပါတယ်ဒီတော့ဘက်ကလည်းစားလိုက်တော့ဒီဘက်ကမှလည်းကြောက်ကြပြီလေ ကိုဆိုင်ကနေစားတယ်ဒီခါကိုဆိုင်ဘက်ကနေစားမယ်ကိုဆိုင်ရဲ့ secret talent ဘာဖြစ်မလဲ ကျွန်တော် epic ဖြစ်အောင် ဘာမှတော့အဲ့လိုမျိုးလူမသိသေးတဲ့အစွမ်းအစ secret တော့ဘာမှတော့မရှိဘူးအဲ့ဆိုရင်အဲ့ဆိုလူသိတယ်ဒါပေမဲ့ကိုဆိုင်ပုံမှန်ဆိုရင်ပုံမှန်ဆိုရင်အဲ့ talent မျိုးထုတ်ပြလို့မရှိဘူးပေါ့အဲ့လို talent မျိုးလေးဘာရှိလဲ စဉ်းစားနေပြီဘာပြောပြရင်ကောင်းလဲမသိဘူး epic talent ကျွန်တော်တချို့တငယ်ချင်းတွေပဲသိတယ်ကျွန်တော်နည်းနည်းတခြားဘာသာစကားတွေပြောတတ်တယ်တခြားဘာသာစကားတွေပြောတတ်တယ်ဥပမာဒါ area ပေါ့အားသေးရရဲ့ကလားတခြားဘာသာစကားဆိုတော့လေစိတ်ထဲမှာထင်မထားဘူးတငယ်ချင်းတွေတော့သိတယ်ကျွန်တော် terrier တွေပါတွေ bulldog လေးနေဆိုရင်တော့ပြောလို့ရတယ်အော်မကြိုက်ဘူးဆိုရင်ဆက်လို့လာအရင်မိုက်ပါတယ်တကယ်မိုက်ပါတယ်တဲလန်လုံးဝ epic တဲလန်ပါဟုတ်ကဲ့ပါပရိသတ်တွေပုံမှန်ဆိုရင်ကိုဆိုင်ဒီလိုမျိုးတဲလန်တွေထုတ်ပြလေးမြင်ထားရှိအောင်မယ်မထင်ဘူးတကယ်ချင်းတွေလောက်ပဲသိတာပေါ့မပြောပြဘူးမပြောပြဘူးကိုဆိုင်လေးတင်သားပါဒါဆိုရင်တော့ဟုတ်ကဲ့ပါရှင်အဲ့တော့ကိုsecret talent ကဘာဖြစ်လဲဒီနေရာကြီးမှာဒီနေရာကြီးမှာဟောအဲ့ဒါစေဝိုင်းမှာဟိုကြောင်လည်းခံစားတယ်တူပဲခံစားမှုဟာဒီနေရာကြီးမှာအဲ့ဒါအဖြစ်ဆုံးပဲအဲ့လိုပါလားထဲလိုက်တော့မဟုတ်ဘူးပေါ့နော်ဟိုပြောမယ်ကိုတယောက်တည်းပြင်းနေရပေါ့နော်တငယ်ချင်းတွေနဲ့အမြဲတငယ်ချင်းတွေကိုလှုပ်ပြနေကြအရာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါခင်ဗျာအခုတခါကျွန်တော်တီဆိုပြပြမဲ့တခြင်းလေးရတော့
ပရိသတ်နဲ့ကျွန်တော်ကြားမှာအမှတ်တရရှိခဲ့တဲ့သချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အဲ့သချင်းလေးနာမည်ကတော့တေးညီမေးခံရေးပေးထားတဲ့လာရောင်ချော့တေးဆိုတဲ့သချင်းလေးဖြစ်ပါတယ်ဒီသချင်းလေးကိုရွှဲပန်အားပေးတဲ့ရုပ်ရှင်ဇာတ်ဝင်သချင်းစုကိုလည်းပရိသတ်ရဲ့ပုံတင်နဲ့ရရှိထားတဲ့သချင်းဖြစ်ပါတယ်ဒါမဲ့အဲ့ဒီချိန်တုန်းကကျွန်တော်ရခိုင်ကိုရောက်နေတဲ့အတွက်ကြောင့်မလို့ပရိသတ်ကိုကျေးဇူးတင်တဲ့စကားကိုကျွန်တော်ပြောဖို့အခွင့်မတားခဲ့ပါဘူးဒါကြောင့်မလို့ဒီအစီအစဉ်ကနေပြီးတော့ပရိသတ်အားလုံးကိုပေါ့နော်ကျေးဇူးတင်ကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျာလာရောင်ချုပ်တေးဆိုတဲ့သချင်းလေးကိုနားဆင်ပေးပါခင်ဗျာကျေရောင်စုံတောက်ပါလာမင်းကြီးကသာငက်ကလေးများလဲအိပ်ပျော်နေပါပြီကံရည်ပြင်းကြီးလဲငြိမ်သက်တိတ်ဆိတ်စွာမျက်လုံးမိတ်ပြီးအိပ်ပါညီလေးရာစိတ်စွာမျက်လုံးမိတ်ပြီးအိတ်ချိန်တမ်းမာပြီမောင်ဖဲကလေးလဲဟိုမူမြင့်ချက်ကလာမင်းကြီးရဲ့ရိတ်ဝဲခိုနာ
ထားရဲ့အခြေမတူဘဝတွေချာနေအစင်တလဲဝေးကွာနေမဖြစ်မှန်းလဲတွေ့ပါသလေစင်ကန်တော်တို့ဖြစ်မှာတွေသိပါသလေချစ်ဦး